နာမည်ကြီး mobile game တွေထဲကအနိုင်ကျင့်နေကြအကောင့်ကြီးများ mobile game တွေတော်တော်များများမှာ objective တွေမတူညီပဲကွဲပြားကြပါတယ်။အဲ့လိုကွဲပြားခြားနားမှုကပဲ mobile game တစ်ခုနဲ့တစ်ခုဆော့ရတဲ့အရာတာကလည်းကွာခြားသွားပါတယ်။ဒီနေ့ပြောပြသွားမှာကတော့နာမည်ကြီး mobile game တွေကမတူညီတဲ့ jungle objective အကောင့်ကြီးတွေအကြောင်းပဲဖြစ်ပါတယ်။နံပါတ်1 MLBB မှာအရေးကြီးဆုံး objective အဖြစ်ပွဲအစပိုင်းမှာဆိုရင် target နဲ့ပွဲအလယ်ပိုင်းလောက်မှာ lock ဆိုပြီးရှိပါတယ်။ target ကိုကင်းရင်တော့ team က experience နဲ့ goal ကိုရရှိမှာဖြစ်ပြီး lock ကြီးကိုကင်းရင်တော့ experience နဲ့ goal အပြင်ကိုယ့်ဘက်ကနေ lock ကြီးပါလာမှာဖြစ်ပါတယ်။နံပါတ်2 HOK မှာအရေးကြီးတဲ့ objective box 3 ကောင်လောက်ရှိပါတယ်။အဲ့ဒါတွေကတော့ Tyrant, Overlord နဲ့ Tempest Dragon တို့ဖြစ်ပြီးတကောင်ချင်းစီကလည်း effect တစ်ခုစီပေးပါသေးတယ်။ပွဲအစပိုင်းလောက်မှာ Tyrant ပေါ်လေးရှိပြီးကေးလိုက်ရင် MLBB ရဲ့ထားတဲ့နဲ့ခက်စစ်စစ် effect မျိုးပေးပါတယ်။ Overlord ကိုတော့ပွဲရဲ့အလယ်ပိုင်းလောက်မှာကေးလို့ရမှာဖြစ်ပြီးကိုယ့်ရဲ့ crit တွေကိုပိုချမ်းလာစေမဲ့ buff မျိုးပေးပါတယ်။နောက်ဆုံးပွဲချိန်အရန်ကြာလာတော့မှ Tempest Dragon ကပေါ်လာတတ်ပြီးပွဲကိုအပြောင်းအလဲဖြစ်စေမဲ့ buff အကြီးကြီးတစ်ခုကိုပေးတတ်ပါတယ်။နံပါတ်3 LOL Mobile ရော PC ပါရှိရဲ့ League of Legends မှာဆိုရင် objective က4ကောင်လောက်ရှိပါတယ်။ Drake, Rift Herald, Baronasha နဲ့ Elder Dragon တို့ဖြစ်ပြီး Drake တွေနဲ့ Elder Dragon က permanent buff ပေးရခြင်းတူပါတယ်။ Rift Herald ကတော့ Tower Push ဖို့အတွက်စိတ်ခေါ်လို့ရတဲ့ effect တစ်ခုအပေါ်ပါပါတယ်။ဒါပေမဲ့ damage တိုးလာတာ၊မြန်လာတာမျိုးစတဲ့ effect တွေမပေးပါဘူး။ Baronasha ကတော့ HOK ရဲ့ Overlord လိုမျိုးကိုခရီတွေကိုကျန်းလာစေတဲ့ effect မျိုးပေးပြီးအရေးအကြီးဆုံး objective တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်4 Dota 2 PC တစ်မျိုးတည်းသာရှိတဲ့ Dota 2မှာတော့အမြဲတမ်းအနိုင်ကျင့်နေကြဆိုလို့တကောင်သာရှိပါတယ်။ဘော်ဒါတွေခေါ်ပြီးအုပ်စုလိုက်ရိုက်လဲခံနေရသလိုတယောက်တည်းသွားရိုက်လဲရတဲ့ Roshan ကြီးပါပဲ။ပွဲစားတဲ့စက္ကန့်မှာတည်းသွားကီးလို့ရနေတာကြောင့်တော်တော်လဲဝစ်ကြီးရဲ့အကောင်ပါ။ဒီကြောက်ခဲလုံးကြီးကိုပဲအမြဲရင်ညှစ်နေပြီမဲ့ဒီကြောက်ခဲကိုလည်းကြီးစီကနေပဲဂိမ်းပွဲတွေအတွက်အရေးပါတဲ့ item တွေရနေတာဖြစ်ပါတယ်။ပရိသတ်တို့ရောအမြဲတမ်းကင်းနေကြအကောင့်တွေရှိလားနောက်ထပ်ဘယ်လိုမျိုးဗီဒီယိုတွေကြည့်ရှုနားထောင်ခြင်းလဲဆိုတာ comment မှာအကြံပြုပေးသွားကြပါအောင်နော်။